BBC မြန်မာပိုင်းစီစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနာဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝေဖြိုးပါ Trump တက်တဲ့သတင်းထုတ်များအသေးညစားစားပွဲမှာတနတ်သမားကိုဖမ်းမိ Washington Hilton Hotel မှာပြုလုပ်တဲ့အိမ်ဖြူတော်သတင်းထုတ်တွေညစားစားပွဲကျင်းပနေတဲ့ဟိုတယ်မှာတနတ်ပစ်ခတ်တံတွေကြားခဲ့ရပြီးမှပဲအဲ့ဒီမှာရှိနေတဲ့ American သမ္မတ Donald Trump ကိုလုံခြုံရေးအဖွဲ့တွေကဘေးကင်းကင်းနဲ့ခေါ်ဆောင်သွားနိုင်ပြီလို့သိရပါတယ်။တနတ်သမားကတော့ဖမ်းမိပြီလို့ Trump ကလူမှုကွန်ရက်မှာပြီးခဲ့တဲ့မိနစ်ပိုင်းကပဲရေးတင်ပါတယ်။ဒီဖြစ်ရဲ့အတွင်းညစားစားပွဲကိုတက်ရောက်လာသူတွေဟာစားပွဲခုံတွေအောက်မှာဝင်ပုန်းနေကြတယ်လို့အဲ့ဒီမှာရှိနေတဲ့ BBC ရဲ့ Washington သတင်းထောက်ကရေးပါတယ်။တမက်ကွန်မစ်ချက်ရှစ်ချက်ပစ်ခတ်ထည့်ရတယ်လို့ပွဲထဲမှာရှိတဲ့လုံခြုံရေးအရာရှိတဦးကပြောပါတယ်။သမ္မတကတို့နဲ့လုံခြုံရေးပေးတဲ့သူအားလုံးပြီးကင်းပြီလို့သမ္မတလုံခြုံရေးအဖွဲ့ကပြောပါတယ်။အခုတော့ဟိုတယ်အပြင်မှာလုံခြုံရေးတိုးမြင့်ထားလိုက်ပြီလို့သိရပါတယ်။အခင်းဖြစ်တဲ့အခြေအနေအိမ်ပြည်တော်သတင်းထောက်အသင်းဘုတ်အဖွဲ့ဝင်ပြောပြချက်အိမ်ပြည်တော်သတင်းထောက်များအသင်းဘုတ်အဖွဲ့ဝင် Courtney Subramanian ကညစားစားပွဲခန်းပါထဲမှာအခြေအနေဟာအခန်းထဲမှာရှိနေသူအများစုအတွက်စိတ်တန်ရာထစ်စရာလို့အစောပိုင်းတုန်းကပဲ BBC ကိုပြောပါတယ်။သူလည်းခန်းမထဲမှာရှိနေပြီးသမ္မတ Trump အပါအဝင်ခန်းမထဲမှာရူရီတဝက်လောက်ဟာချမ်းပြင်ပေါ်ကိုရုပ်ချဲဝက်ချလိုက်ကြရတယ်လို့ပြောပါတယ်။ကျမတို့ချမ်းပြင်ပေါ်မှာပဲဝက်နေကြတာလို့သူကပြောပြီးလုံခြုံရေးတပ်ဖွဲ့ဟာသမ္မတနဲ့ဒုတိယသမ္မတတို့ကိုစင်နောက်ပတ်ခဏခက်တုတ်ခေါ်ထုတ်သွားတဲ့အကြောင်းနဲ့သူကပြောပါတယ်။ခမ်းမထဲမှာပြီးခဲ့တဲ့နှစ်တုန်းကပြစ်ခတ်ခံရတဲ့ conservative လူငယ်နာမည်ကြီး Charlie Kirk ရဲ့ကျန်ရစ်စနီ Erica Kirk လည်းရှိနေခဲ့ပြီးသူ့ကိုလည်းလုံခြုံရေးအဖွဲ့ကခေါ်ထုတ်သွားတယ်လို့သူကပြောပါတယ်။ Erica Kirk စီမှာမျက်ရည်တွေမြင်ခဲ့ရတယ်လို့လည်းသူကပြောပါတယ်။ Trump လုံခြုံရေးအဖွဲ့ဟာတနတ်သမားလို့ဆိုသူအမျိုးသားကိုခန်းအပြင်ဘက်မှာဖမ်းမိခဲ့လာကြောင်းတနတ်သမားဟာပွဲကင်းရှိခန်းမထဲကိုမရောက်ခဲ့ဘူးလို့ပြောပါတယ်။နောက်တော့လူထုံးလုပ်နည်းအကြိုက်ကျမတို့ကိုထွက်ခွာဖို့ပြောခဲ့တယ်လို့သူကပြောပါတယ်။အခင်းဖြစ်ပွားပြီးမြင်ကွင်းများသမ္မတ Trump ရှိနေခဲ့တဲ့ Washington Hilton Hotel မှာတနတ်ပိခတ်တံတွေကြားရပြီးတဲ့နောက်ပွဲတက်လာသူတွေစားပွဲအောက်ထဲပုန်းခိုနေကြတာတွေကိုဓာတ်ပုံတွေထဲမှာတွေ့ရပါတယ်။လုံခြုံရေးအဖွဲ့ဝင်တွေကလည်းဧည့်သည်တော်တွေကိုအဆောက်အဦထဲကနေခေါ်ထုတ်သွားပါတယ်။အခမ်းအနားကျင်းပတဲ့ Washington Hilton Hotel အပြင်မှာတော့ဒါဇင်နဲ့ချီတဲ့ရဲကားတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲကားတွေရဲ့မီးတန်းတွေတွေ့ရပါတယ်။လမ်းတစ်ခုလုံးကိုလည်းပိတ်ချလိုက်ပြီးကောင်းကင်မှာလည်းရဟတ်ယာဉ်တွေအတန်တွေကြားရပါတယ်။လမ်းပေါ်မှာတော့ရိုက်ကူးရဲလို့ခေါ်အသင်းဖွင့်နေတဲ့သတင်းထောက်တွေရှိနေပါတယ်။သမ္မတ Trump ရင်တန်းကတော့လက်မပေါ်ကဖြစ်လာပြီးအိမ်ဖြူတော်ကိုဦးတည်ပြီးအရှင်ပြင်းပြင်းနဲ့ထွက်သွားပါတယ်။နေကွန်းထုတ်เสียဖြစ်နေတဲ့လုံခြုံရေးအိမ်ဖြူတော်သတင်းထောက်ညစားစာဝဲမှာရှိနေတဲ့သတင်းထောက်ကဒီဖြစ်စဉ်အကြောင်းရှင်းပြလာပါတယ်။ဒီပြစ်ခတ်မှုနဲ့ပတ်သက်လို့အထူးကမေးခွန်းထုတ်ဆရာတွေရှိနေပါတယ်။ဖြစ်စဉ်ဖြစ်ပြီးကြည်ချင်းမှာတော့အိမ်ဖြူတော်သတင်းထောက်ညစားစာပွဲအထိုင်ချမှတ်ထားတဲ့လုံခြုံရေးအစီအမံတွေနဲ့ပတ်သက်လို့စိုးရိမ်မှုတွေပိုပြီးမြင့်တက်စေခဲ့ပါတယ်။ Washington Hilton Hotel မှာလုပ်တဲ့အထိအခမ်းအနားကိုနှစ်စဉ်သမ္မတတွေအစိုးရအဖွဲ့ဝင်ကြီးတွေထိပ်ပိုင်းတောင်းဆောင်တွေနဲ့ယာနဲ့ချီတဲ့သတင်းထောက်တွေတက်ရောက်ကြပါတယ်ခန်းနာတက်ရောက်သူတွေတိုင်းဟာခန်းထဲကိုဝင်ဖို့ဆိုရင်လေးစိတ်တွေမှာလူမျိုးစစ်ဆေးမှုတွေခံယူရပါတယ်။ဟိုတယ်အပြင်ဘက်မှာလည်းလုံခြုံရေးတွေချထားပါတယ်။ theory အရဆိုရင်ဒါဟာဝါရှင်တန်မှာလုံခြုံမှုရှိတဲ့အခမ်းအနားတစ်ခုလို့ဆိုနိုင်ပါတယ်။အရင်ကစားစာကွဲတွေလုံးကဒီလိုဖြစ်ရအမျိုးတခါမှမဖြစ်ဘူးပါဘူး။ဒီညမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ဟာနောက်လာမယ့်အခမ်းအနားတွေရဲ့လုံခြုံရေးအစီအမံတွေအပေါ်ထန်တရားဝင်စရာဖြစ်လာမှာပါ။ဖန်စီခဲ့သူရဲ့သတ်ပုံ Trump ချပြတနတ်သမားလိုတန်တရားရှိသူအမျိုးသားတဦးရဲ့ဓာတ်ပုံကိုသမ္မတ Trump ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ Truth မှာတင်ထားကြောင်းသူကပြောပါတယ်။ပြစ်ခတ်မှုရဲ့အစောပိုင်းရုပ်သံမှတ်တမ်းတွေကိုလည်းချပြခဲ့ပါတယ်။ပွင့်လင်းမြင်သာမှုရှိစေဖို့အခုလိုမျှဝေခဲ့တာလို့သမ္မတ Trump ကပြောပါတယ်။တနတ်သမားရဲ့အနီးကပ်ပြစ်ခတ်မှုကြောင့် American Secret Service အရာရှိထိမှန်သွားခဲ့တယ်လို့သမ္မတ Trump ကပြောပါတယ်။ဒါပေမဲ့အဲ့ဒီအရာရှိဝတ်ထားတဲ့ဂျီကာကသူ့အသက်ကိုကယ်တင်သွားတယ်လို့ဆိုပါတယ်။ကျွန်တော်အဲ့ဒီအရာရှိနဲ့ပြောပြီးပါပြီ။သူ့အခြေအနေကောင်းပါတယ်လို့ Trump ကပြောပါတယ်။သူ့ရဲ့စိတ်အခြေအနေကလည်းကောင်းမွန်ပါတယ်။ကျွန်တော်တို့သူ့ကိုချစ်ခင်ကြောင်းလေးစားကြောင်းပြောခဲ့ပါတယ်။သူကိုသူတော့ဂုံယူလို့မဆုံးချင်နေပါတယ်။အားလုံးစည်းလုံးညီညွတ်ဖို့အခမ်းအနားကျင်းပခဲ့တာလို့ Trump ပြောပြစ်ခတ်မှုဖြစ်ခဲ့တဲ့ Washington Hilton Hotel ကနေအိမ်ဖြူတော်ပြန်ရောက်လာတဲ့သမ္မတ Trump ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
သူ့ဘေးနားမှာတော့အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ဝန်ကြီးနဲ့ Federal စုံစမ်းစစ်ဆေးရေး Bureau FBI ရဲ့ Director လည်းရှိနေပါတယ်။ဒီခမ်းနားကလွတ်လပ်စွာပြောဆိုခြင်းအတွက်ရည်ရွယ်တဲ့ပွဲဖြစ်ပါတယ်။ဒီပွဲအခမ်းအနားကအားလုံးစည်းလုံးညီညွတ်စေဖို့ကျင်းပခဲ့တာလို့သူကပြောပါတယ်။တန်တရားရှိတနတ်သမားကနေမကောင်းသူလို့သမ္မတ Trump ကသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ကျွန်တော်တို့ဒီလိုဖြစ်ရမျိုးမဖြစ်စေချင်ကြပါဘူးလို့သူကပြောပါတယ်။လွတ်လပ်စွာပြောဆိုခြင်းကိုရည်ရွယ်ကျင်းပတဲ့ဒီအခမ်းအနားရဲ့စီစဉ်သူတွေကိုသမ္မတ Trump ကကျေးဇူးတင်ခဲ့ပါတယ်။လှပလာတဲ့ညနေခင်းမှာကောင်းမွန်တဲ့ပွဲအခင်းချင်းဖြစ်အောင်စီစဉ်နိုင်ခဲ့တယ်လို့အခမ်းအနားစီစဉ်သူတွေကို Trump ကချီးကျူးခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုလာမယ့်ရက်30အတွင်းမှာပြန်ပြီးကျင်းပသွားဖို့ရှိတယ်လို့ Trump ကပြောပါတယ်။အဲ့ဒီပွဲကပိုကြီးမယ်ပိုကောင်းမယ်လို့သူကပြောပါတယ်။ဒီဖြစ်ရပ်ကိုတာဝန်ရှိစွာသတင်းတင်ဆက်ခဲ့တဲ့သတင်းဌာနတွေကိုလည်းကျေးဇူးတင်ကြောင်းပြောပါတယ်။ဒီပြစ်ခတ်မှုကြောင့်ခန္ဓာကိုအိမ်ဖြူတော်ခမ်းမဆောင်မှာပြောင်းလို့ဖို့ရူဘီတို့ Trump ပြောပါတယ်။အိမ်ဖြူတော်ကဆောက်လုပ်ဆဲခမ်းမဆောင်ကိုရည်ညွှန်းပြီး Trump ကပြောသွားတာလည်းရှိပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေကအိမ်ဖြူတော်မှာခမ်းမဆောင်တစ်ခုလိုချင်နေခဲ့တာနှစ်ပေါင်း150လောက်ရှိပြီလို့ Trump ကပြောပါတယ်။ဒီနေ့ပြစ်ခတ်မှုဟာအိမ်ဖြူတော်မှာကျွန်တော်တို့စီစဉ်ထားတဲ့လုံခြုံရေးအစီအစဉ်တွေဘာကြောင့်လိုအပ်တယ်ဆိုတာပြသလိုက်တာပဲလို့ Trump ကပြောပါတယ်။ခင်ဗျားတို့တခါမှမမြင်ဘူးမကြုံဘူးတဲ့လုံခြုံရေးအစီအမံတွေကျွန်တော်တို့လိုနေပြီလို့ Trump ကပြောပါတယ်။လူတွေကနမိတ်ကြီးတွေဟိုပဲပြစ်မှတ်ထားတယ်လို့ Trump ကပြောပါတယ်။လုတ်ကြံဖို့ကြိုးစားခံရတာမကြာခဏဖြစ်နေတဲ့အပေါ်ဘယ်လိုအမြင်ရှိလဲလို့သတင်းတောက်တယောက်ကသမ္မတ Trump ကိုမေးခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာ Trump ကိုလုတ်ကြံဖို့ကြိုးစားမှုနှစ်ချိန်ရှိခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့တနက်ပစ်သမားရဲ့ရည်ရွယ်ချက်ကိုရဲတပ်ဖွဲ့ကထုတ်မပြောသေးပါဘူး။ Trump ကလုတ်ကြံမှုတွေကိုသူလေ့လာခဲ့တဲ့အကြောင်းပြောပါတယ်။သူ့ရဲ့လေ့လာမှုတွေအရလူတွေဟာကြီးမားတဲ့တက်ရောက်မှုတွေလုပ်နေတဲ့သူကိုပဲဖိမှတ်ထားကြတယ်လို့ဆိုပါတယ်။လုတ်ကြံတပ်ဖြတ်ခဲ့ရတဲ့ American သမ္မတဟောင်း Abraham Lincoln ကိုသူကခိုင်းနိုင်ပြပါတယ်။နာမည်ကြီးတွေပဲဖိမှတ်ထားခင်ကြတာလို့သူကဆက်ပြောပါတယ်။ဒီလိုပြောရတော့မကြိုက်ပါဘူးဒါပေမဲ့ဒါအတွက်ကျွန်တော်ခုံယူနေပါတယ်လို့သူကပြောပါတယ်။သူအစိုးရအဖွဲ့ကတိုက်ပြည်အတွက်ကောင်းကျိုးအများกว่าစွမ်းဆောင်နိုင်ခဲ့တော့ဒါကိုတချို့လူတွေကမနစ်လို့ကြဘူးလို့ Trump ကပြောပါတယ်။ဟုတ်ကဲ့ရှင်ခင်ဗျာဒီညအတွက် BBC မြန်မာပိုင်းရဲ့ဗီဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါနောက်ဆုံးရသတင်းတွေအပြင်သတင်းသုံးသပ်ချက်နဲ့ဆောင်းပါးတွေရုပ်သံအစီအစဉ်တွေကို www.bbcburmese.com မှာလည်းအချိန်နဲ့ဒီပြင်းညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးပဲတင်ပါတယ်တော်တော်ရှင်အားလုံးကိုစိတ်နှဖျားကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာBBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။